ဒီတရဖတ်တာကသူကဟို2020နဲ့တခုမှာ56ကီလိုတန်းမှာသူကခိဝစီခံပါရတဲ့ဖိုက်တာနော်သူကခါပါစေပါနော်ဟယ်လိုလေဝချစ်တော်များအားလုံးမင်္ဂလာပါခင်ဗျာနော်ဒီလာမယ့်အပတ်တောက်ကြနေမှာကျွန်တော်မြန်မာဖတ်တာ3တွင်းဆိုင်တော့တောက်ပါတယ်ခင်ဗျာနော်ဝါဥက္ကဋ္ဌဘယ်လိုစစ်ကူနဲ့များလောက်လဲတော့မသိဘူးခင်ဗျာဒါပေမဲ့ကျွန်တော်တို့ထေတာတလွဲဖြစ်သွားတယ်ကျွန်တော်တို့ထေတာကြော်စော်ပွဲများပါမလားလို့နော်တကယ်တော့ကြော်စော်ပွဲမပါဘဲနဲ့စိုးနောင်ပွဲပါလာတယ်ခင်ဗျာနော်နောက်တစ်ခုထူးဆန်းတာကပရိုနီကပွဲပါလာတယ်ခင်ဗျာနော်တကယ်ဆိုပရိုနီကပွဲကကျွန်တော်တို့ထေနေတာဒီတောက်ကြညမဖြစ်ဘူးလို့ကျွန်တော်ထေတာနော်ဒါပေမဲ့အခုကတော့ပရိုနီကပွဲပါလာပြီနော်โอเคပရိုနီကပွဲပါလာတဲ့အတွက်ကျွန်တော်တို့ပရိုနီကပွဲအကြောင်းနည်းနည်းလေးပြောပြမှာဖြစ်ပါတယ်အခုကျွန်တော်ပရိုနီကပွဲကိုဘူးစိုးတိဆက်ပြမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ခေါ်တာပရိုနီကနော်ဒီထိုင်းမှာကျတော့ထိုင်းတွေခေါ်တာကတော့ဝီရိုလို့ခေါ်တယ်နော်တကယ်ကျွန်တော်တို့ယုံမှာတော့အားပေးမယ်ဆိုဝီရိုလို့အားပေးမှာဒါထိုင်းတွေကသိမှာပေါ့နော်အဲဒါကြောင့်ကျွန်တော်အခုဝီရိုလို့ပဲခေါ်တော့မယ်နော်โอเคအခုကျွန်တော်ပရိုနီကခေါ်ဝီရိုပွဲအကြောင်းကျွန်တော်ဘူးစိုးတိဆက်ပြမှာဖြစ်ပါတယ်နော်ကျွန်တော်ပရိုနီကဒီပတ်ထွေးရမယ့်ဖိုင်တိုင်ကတော့တရုတ်ဖိုင်တာဖြစ်ပါတယ်နော်ဒီတရုတ်ဖိုင်တိုင်ကတော့လီမီယူလို့ခေါ်တယ်နော်လီမီယူနဲ့ပရိုနီကနော်โอเคကျွန်တော်တို့ရဲ့ပရိုနီကခေါ်ဝီရိုကတော့အားလုံးသိတဲ့အတိုင်းပဲနော်သူရဲ့ထိုးလို့ထိုးပေါင်းလေးသူရဲ့အရက်မောင်းသူရဲ့ကီလိုတွေနော်ကျွန်တော်တို့အားလုံးသိပြီးအခုကကျွန်တော်တို့သိရမှာကပရိုနီကထွေးရမယ့်ဖိုင်တာအကြောင်းနော်โอเคဒီတရုတ်ဖိုင်တာသူ့နာမည်ကလီမီယူနော်လီမီယူကသူကအသက်29နှစ်ရှိတယ်နော်သူ့ရဲ့ထိုးပွဲကတော့40ကျော်50လောက်တော့ရှိတယ်ခင်ဗျာသူ့ရဲ့အရက်ကတော့150နဲ့6 cm လက်မှတ်ဆိုတော့9ပေ3လက်မှတ်လောက်ရှိတယ်ခင်ဗျာနော်သူ့ရဲ့ကီလိုကတော့56ကီလိုပါနော်ဒီတရုတ်ဖက်တာလီမီယူအကြောင်းကိုကျွန်တော်ကောင်းလေးတိဆက်ပြချင်တယ်ဒါပေမဲ့သူ့ရဲ့ပွဲတွေကတိတ်မတွေ့ရဘူးခင်ဗျာရှာရခက်တယ်ဒါပေမဲ့တချို့လူတွေတော့ရှာရတော့တွေ့မှာလည်းကျွန်တော်ကတော့ကျွန်တော်ရှာခက်တယ်ကျွန်တော်တွေ့ရတာသိမမြောင်းတော့ဒါကျွန်တော်တွေ့သလားသိသလားကျွန်တော်ရှင်းပြဖြစ်ပါတယ်နော်အမှားများပိုင်လဲခွင့်လို့ပါဒါကျွန်တော်သိရသလားပါနော်ဒီတရဖတ်တာကသူကဟို2020နဲ့တခုမှာ56ကီလိုတန်းမှာသူကခိဝစီခံပါရတဲ့ဖိုက်တာနော်သူကခါပါစေပါနော်ဒါဆိုရတာကောင်းတဲ့ဖိုက်တာလို့မြင်နိုင်လားဒါပေမဲ့သူကခိဘောစီမှာပဲခါပါရတာနော်သူကမွေးထိုင်းမှာသူကဘလောက်အတားချက်ရှိလဲဆိုတာကျွန်တော်တို့မတွေ့ရသေးဘူးအခုပရိုနီကနဲ့ထိုးမှာမွေးထိုင်းစနစ်နဲ့ထိုးမှာနော်အဲ့ဒါကြောင့်မို့သူ့တွေ့ရအဲ့လောက်ထိတအားကြီးမသာဘူးလို့ကျွန်တော်ပြောလို့ရတယ်သူ့ရဲ့အတားချက်ပေါ့နော်ကျွန်တော်အခုသူ့ရဲ့အတားချက်ပြောမယ်ဆိုဒီတွက်ဖက်တာရဲ့အတားချက်နော်သူ့ရဲ့ကောင်းချက်လို့ကျွန်တော်ပြောနော်ဒါသူ့ရဲ့ကောင်းချက်ကသူကဘယ်ဖြောက်လို့တီးဝင်မယ်ပြီးတော့ပိုက်ပြန်တန်အောင်ပိုက်ပြန်လေးပါတယ်သူကအဲ့ဒါတွေခဏခဏသုံးလို့ကျွန်တော်တွေ့ရတယ်သတိထားမယ့်အချက်တွေပေါ့နော်သူကအတေးဝင်မယ်ဘယ်ဖြောက်လို့တီးနဲ့ဝင်မယ်ပြီးတော့ပိုက်ပြန်နဲ့သူကစားတတ်တယ်သူကအဲ့ဒါတွေပဲသတိထားမယ်ပြီးတော့သူကဝေပူးတယ်သူရဲ့မန်ကုန်တွေလည်းစီပါတယ်ဒါပေမဲ့တိုင်းကောင်းတဲ့ဖက်တာမဟုတ်ဘူးလို့ကျွန်တော်ပြောနိုင်တယ်โอเคဒါဆိုရင်ဒီတရဖက်တာရဲ့ကောင်းချက်ကကျွန်တော်သိပြီပြီးတော့ပရိုနီကရဲ့ကောင်းချက်တွေကပဲမှလည်းနော်ဒါကျွန်တော်မြန်မာပြည်သားတွေကသိပြီးသားပရိုနီကရဲ့အန်တန်ချက်ပရိုနီကရဲ့ကောင်းချက်ပရိုနီကရဲ့ကြံလုံးနေနော်โอเคဒါဆိုရင်ကျွန်တော်တို့နိုင်စီကြည့်ရအောင်ပရိုနီကနဲ့ဒီတရဖက်တာနဲ့ဒီလာပဲနော်လောက်ချစ်တော်များအားလုံးမင်္ဂလာပါခင်ဗျာ